အားလုံးပဲမင်္ဂလာပါအခုကတော့ကျွန်တော် Sumitomo ပေါ့နော် Sumitomo monitor စနစ်ကိုmonitor စနစ်ဝင်တဲ့ဥစ္စာလေးရှင်းပြမယ်ပေါ့နော် Sumitomo monitor စနစ်မှာဆိုလို့ရှိရင်ဒီဘက်ကကျွန်တော်တို့ဒါလေးကရေဂိတ်ပေါ့နော်ဒါက hydraulic gate ဒါကdiesel gate ပေါ့နော်ဒါ fuel gate ဒီ diesel gate ပေါ့ဒီ monitor စနစ်ကိုဝင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာဘာသာပေါ့ဟုံခလုတ်လေးရှိမယ်ဒီမှာယုံလေးရှိမယ်ယုံလေးနဲ့ဟုံခလုတ်ကိုကျွန်တော်တို့ကစုံဖိပြီးတော့နှိပ်လိုက်မယ်ခဏ3 second လောက်ပေါ့နော်နှိပ်လိုက်နှိပ်ပြီးလို့ရှိရင်သူပေါ်လာမယ်အဲ့မှာဘာတွေပေါ်လာလဲဆိုလို့ရှိရင်သူက engine ရဲ့ RPM ပေါ်မယ်သူ့ရဲ့ power milliampere flow တွေပေါ်လာမယ် milliampere ဆိုတော့ P1 မှာဆိုလို့ရှိရင်ဒီဘက်ကျသူက megapascal နဲ့ပြတာ pressure ကတော့ pan 1မှာ24 25ရှိမယ်50 51ရှိမယ်N1 N2 ဆိုတော့ negative pressure မှာလည်းသူက sensor လေးတက်ထားတယ်ပေါ့နော်အဲ့ sensor တက်ထားတဲ့ကြောင့်မို့သူက pressure ပေါ်လာတာပေါ့ဒါ P1 P2 N1 N2 ဆိုပြီးတော့သူကပြလိုက်တယ်အဲ့မှာကျွန်တော်တို့က main 1လို့ဒီမှာပါလိုက်မယ်တို့လား main 1အဲ2ကိုဆက်သွားခြင်းနဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာဒီခလုတ်လေးပေါ့နော်ဒီဒါမီခလုတ်လေးအားလေးကိုဆက်နှိပ်လိုက်မယ်ဆိုရင်နံပါတ်2အဲ့မှာဆိုရင်သူက coolant ဥစ္စာပေါ့ရေအပူချိန်တွေ hydraulic wine temperature တွေfuel temperature တွေသူကပါလာတယ်engine wine မှာဆို kilopascal နဲ့ပြထားတယ်နောက်တစ်ခုကိုကျွန်တော်တို့ထပ်ပြီးသွားလိုက်နံပါတ်3ပေါ့နံပါတ်3မှာဆိုလို့ရှိရင်လည်း engine RPM အများကြီးပါမယ်လို့20ရာခိုင်နှုန်းသုံးထားတယ် power ဘယ်လောက် milliampere ပေါ့နော် P1 P2 pressure တွေပါမယ်နော် BSD temperature BSD pressure တွေပြလာမယ်နော်နောက်ကျတော့ main 4မှာဆိုလို့ရှိရင် engine RPM တော့အများတန်းပါမယ်ဒီမှာကျွန်တော်နံပါတ်1မှာလည်းသူတိတ်မထူကြဘူးဒီစနစ်ပဲနောက် main 5မှာဆိုလို့ရှိရင်သူက engine RPM ပါမယ် load ပါမယ် power ပါမယ်ဒီမှာသူ့ရဲ့စနစ်လေးတွေပေါ့နော် power ပိုင်း monitor စနစ်ကိုဝင်တဲ့စနစ်လေးကိုကျွန်တော်ဒါပြောပြပေးတာပေါ့နော်အဲဥစားကျွန်တော် Sumitomo မှာဆိုလို့ရှိရင်ပေါ့ဒီမှာ swing မှာဆိုလို့ရှိရင်လည်းသူကဒီမှာကြည့်လိုက် SVG တို့flow တို့အဲ့ဒါတွေကိုကြည့်လို့ရမယ်နော် hydraulic wine တို့ temperature fuel temperature တွေပေါ့နော်နံပါတ်7အထိရောက်သွားမယ်နံပါတ်8ရောက်သွားမယ်ဘယ်ဟိုသွားတော့ဆိုဒီမီခလုတ်လေးကနေပဲဆက်သွားလိုက်မှာပေါ့နော်အဲ့လိုဆက်နေလိုက်မှာဒါ main 9မှာဆိုလို့ရှိရင်တော့ in out out 2ပေါ့နော်in out 2ဆိုတော့ buoyant bucket မှာသူက sensor လေးတွေပါတယ် in out in လား out လား out 1 out 2ပေါ့နော်ဒီမှာ P1 P2 N1 N2 ဆိုတာ negative pressure နဲ့pan 1 pan 2 pressure ပေါ့နော်ဒီမှာ10မှာဆိုလို့ရှိရင် in out 1 2ဒီမှာ engine ပါမယ် coolant ဟိုပြောမှဆိုရေပူချိန်ပါမယ်ပေါ့ battery ပိုင်း battery ပါမယ်နော်အဲ့လိုပေါ့ဒီမှာဆိုလို့ရှိရင်7တိသွားလို့ရှိရင်1 2 3 2215တို့995တို့ဒါတော့ code ပေါ့နော်အဲ့မှာဆိုလို့ရှိရင်ဒါနံပါတ်1သူက IED monitor စနစ်မှာဆိုရင်နံပါတ်1ကနေပြီးတော့7ထိပါတာပေါ့နော်အဲကြောင့်ဒါ Sumitomo monitor စနစ်ဝင်တဲ့ဥစ္စာလေးပြန်ထွက်ချင်လို့ရှိရင်လည်းမတူဘူးသူကဒီယုံလိမ့်နဲ့ဒီခလုတ်ကိုတွဲနေလိုက်လို့ရှိရင်ကျွန်တော်ဒီစနစ်ကိုပြန်အောင်တော့အဲဒီမှာဆိုလို့ရှိရင်ရေပူချိန်ရှိမယ် hydraulic temperature ရှိမယ်ဒီစနစ်ရှိမယ်ပေါ့နော်